ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထက်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါဆိုတော့ကျွန်တော်ဒီနေ့တည်းမနေ့ကကျွန်တော်ရုပ်သံပြောပြတာလေးကိုလည်းအားနာမိပါတယ်မနေ့ကတော့ကျွန်တော်ခန္ဓာတစ်ခုရောက်နေပါတယ်ညဘက်ပေါ့နော်ညဘက်အဲ့ခန္ဓာကလည်းတော်တော်နဲ့မော်ပြတယ်မထူးဆိုရုပ်သံမှာမှီလို့မပြောပြပါဘူးထားပါတော့အဲ့ဒါမပြောရတဲ့အားလည်းအားနာပါတယ်ဒီနေ့တော့ကျွန်တော်ပြောအောင်ပေါ့နော်ဆိုတော့ပထမဆုံးကတော့ကျွန်တော်တို့ထုံးစံအတိုင်းကျွန်တော် The Statesman Journal လေးကိုကြော်ညာပါမယ်ဘာလို့ကြော်ညာမလဲလို့မေးရင်တော့ရောင်းချင်လို့ပေါ့ဗျာရှင်းရှင်းလေးပေါ့အဲ့တော့ဒီနေ့မနေ့ကစနေနေ့ရဆွဲနဲ့12ရက်နေ့ဒါမှတနင်္လာနေ့မနေ့ဖြန်ရဆွဲနဲ့ပေါ့နော်စနေနေ့မနေ့ကထွက်ရှိလာတဲ့ statement ရဲ့ cover story ကတော့အားလုံးသိတဲ့အတိုင်းပဲဒီ KNPVC ဆိုတဲ့အဖွဲ့ပေါ့နော်စောချစ်သူဥက္ကဋ္ဌဖြစ်လာတဲ့ KNPVC အဖွဲ့ရဲ့ဖွဲ့စည်းမှုကငြိမ်းချမ်းရေးလားတနက်ကင်ပြီးတော့တိုက်ပွဲဝင်လို့လားဆိုတာတိုက်ပွဲခေါ်တယ်လားဆိုတာကိုကျွန်တော်တို့သက်ဆိုင်ရာအဲ့အလူတွေနဲ့ဆက်သွယ်မြင်မြင်ထားတာလှုပ်ထားပါတယ်ဟုတ်တယ်ဗျဒီဘက်ကတော့စရတန်တန်ခါရနာတင်290ပြည့်ဒါလည်းကျွန်တော်ပြောစရာလေးရှိပါတယ်ဒါကတော့အားလုံးသိတဲ့အတိုင်းအတန်တိတ်နေကြရတဲ့ခြံစည်းရိုးဆိုရင်ဘာလို့ပြောရလဲဆိုတော့ကျွန်တော်တို့တချို့တွေသိကြပါတယ်အဲ့တော့အဲ့ဒါလေးလေးရေးထားပါတယ်ဒါကတော့ဒေါ်ဆန်းစုကြည်ကိစ္စဒေါ်ဆန်းစုကြည်ကိစ္စ e-version နဲ့ English version နဲ့ကျွန်တော်ရေးထားပါတယ်ကျွန်တော်တော့မိုးစဘာစိုက်က15တန်းအတွက်73စီဂါလန်45တန်းထက်မနည်းလိုတယ်အဲ့ဒါကိုတကယ်ပဲလျှက်စစ်စွမ်းရင်ကပေးနိုင်ပါမလားကျွန်တော်တို့စမ်းစစ်လေ့လာထားတယ်ဒေသခံတွေစိုက်ပျိုးရေးသမားတွေနဲ့ကျွန်တော်ဆက်သွယ်မြင်မြန်သုံးသပ်ထားတယ်ပေါ့နောက်တစ်ခါတော့ဒီမှာ content ဒီအလင်းဝင်မယ်ဆိုတဲ့ content ပို့လက်နက်ကင်ပေါ့နော် PDF လုတ်သွားတဲ့အကြမ်းဖက်လက်နက်ကင်လုတ်သွားတဲ့ပို့ content ကတော့အခုအလင်းဝင်မယ်ဒါပေမဲ့အလင်းဝင်တာပြဿနာလက်နက်ကင်ပြီးသာသနာပြုချင်တယ်ဆိုထားလုတ်တယ်နည်းနည်းလူတွေနည်းနည်းတော့ကြောင်တယ်အဲ့လိုရှိတယ်ပေါ့နော်နောက်တော့2025မှာရေယူခံရရှင်းနေပေါင်း80လောက်ရှိတယ်ဘာလို့လဲဆိုတော့အကျင့်ပြတ်ခြားစားမှုရှင်းနေလို့ကိုမလုပ်လို့ပေါ့ဗျာပေါ့လည်းပြောရင်တော့ဟိုကောင်းမတခြားမလို့စားပဲနဲ့အမှုတွေစီကနေပြီးတော့လိန်စားညာစားဘာလို့လဲဆိုပြောမှဆိုတော့မတမာမှုတွေလှုပ်ရှားတဲ့ရှင်းနေတယ်ပေါ့နော်အဲ့ဒါမျိုးတွေရေယူခံရဆိုတော့ဖမ်းမခံဘူးရှင်းနေထောင်ကြရဆိုရှားပါတယ်ဘာဖြစ်လဲလိုင်စင်သိမ်းခံရတယ်ပေါ့နော်ဒါမျိုးပြောတာပါလိုင်စင်သိမ်းခံရတာတို့ရှင်းနေလောက်ခွင့်ပိတ်ခံရတာမျိုးပါနောက်ဒေါ်ဆန်းစုကြည်ဘဝထားလဲနဲ့ဦးမင်းအောင်လိုင်းရဲ့အပြုံးဦးမင်းအောင်လည်းကျွန်တော်ပြောလို့ဦးမင်းလည်းပြုံးနေလိမ့်မယ်ပြုံးကြီးကြည့်နေမယ်မင်းတို့ပြောချင်တာပြောသူပြုံးကြီးကြည့်နေမယ်ဒါကိုကျွန်တော်ပြောတာနောက်တစ်ခါစကိုင်းမင်းကွန်းနဲ့တဝိုက်မှာတိုက်ပွဲဖြစ်ခဲ့တဲ့ဟာတွေနဲ့မြေပြင်ချင်းတွေကျွန်တော်ရှိကသတင်းတော့ကွင်းစင်လေးလာပြီးတော့မြေပြင်ချင်းတွေတွားပြီးတော့သတင်းယူထားတဲ့ဒါလေးခီးသွားနဲ့မြေပြင်ချင်းတွေသုံးသက်ချက်ဆောင်းပါတယ်ပေါ့နော်အဲ့ဒါလေးပါပါတယ်ကျွန်တော်တို့အားလုံးသိပြီးသားတိုင်းသတင်းတွေကတော့ထူးခြားသတင်းတွေအများကြီးပဲရှိပါတယ် KIA သတင်းတွေပါတယ်နော်ဒီဂျာတော့ဒီဘာလို့ဆိုအမေရိကန်မြန်မာစစ်စံရေးကိစ္စအလားအလာတွေပါတယ်နော်ဒီ PDF တွေထိန်းချုပ်ခဲ့တဲ့အင်ဒိုမြန်မာတပ်မတော်ပြည်လဲသိမ့်ပိုက်နေတဲ့ဟာပြန်ပါတယ်ဒါမျိုးတွေပေါ့ဗျာနော်အစရှိသဖြင့်နော်အဲ့ဒါတွေတော်တော်များကြီးထားပါတယ်ဒီသုံးသက်ချက်တွေစောင်းမတွေ interview တွေနော်အဲ့ဒါတွေအကုန်လုံးအများကြီးလုပ်ထားပါတယ်အဲ့ဒါကြောင့်ဂျာနေကတော့ဒါလက်ရှိဈေးကွက်ထမှာရနေပါပြီ PDF file ဝယ်ဖတ်ရှိမယ်ဆိုလဲဖတ်ရှိလို့ရပါတယ်နော်ဒါလေးကျွန်တော်စပြီးချင်တာပါခုနစရတန်ခါရနာတင်အောင်ပွဲ90ပြည့်အခမ်းအနားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပြောဖို့ရှိရဲဆိုတာအချောင်းမပါဘူးကျွန်တော်တို့မှာသားသမီးတွေရှိကြပါတယ်သားသမီးရှိကြတဲ့ခါကျတော့ကျွန်တော်ဘာလို့မလဲဆိုတော့ရန်ကုန်မှာနေတဲ့သူတွေပေါ့နော်ရန်ကုန်မှာနေတဲ့သူတွေကိုသားသမီးတွေကိုဗုဒ္ဓဘာသာဝင်တွေကိုယူရပါတယ်အဓိကတော့ကိုသားသမီးတွေကိုအဲ့ဒီစရတန်ခါရနာတင်90ပြည့်အထိမ်းအမှတ်ပြခန်းနေအခုကဘာကြီးမှာပြနေပါတယ်ကဘာကြီးမဟာပါဒနာလှိုင်ကူနော်အဲ့လှိုင်ကူမှာစပြီးခဲ့တဲ့ April 30ရက်နေ့ကတော့ဖွင့်ပွဲလုပ်တယ်ပြီးတော့1ရက်နေ့2ရက်နေ့ထိလုပ်တယ်မနေ့ကထိပေါ့နော်အဲ့ဒါတော့ဒီနေ့ဆိုရင်တော့ပြီးပြီပွဲကတော့မနေ့ကဆိုပြီးသွားပြီ sorry မနေ့ကဆိုပြီးသွားပြီပေါ့နော်မနေ့က1ရက်နေ့ဆိုပြီးသွားပြီပေါ့ပြီးသွားပြီဆိုရင်မဲ့အခုတို့ဘာလုပ်လဲဆိုတော့10ရက်နေ့အထိအခုလာမယ့်10ရက်နေ့အထိကိုအဲ့ဒီဆန္ဒတန်ခါရတဲ့အောင်ပွဲ290ပြည့်အထိမ်းအမှတ်ပြခန်းကို10ရက်နေ့အထိပြထားမှာဖြစ်တယ်အဲ့တော့မနေ့ဖြန်တနင်္လာအင်္ဂါဗုဒ္ဓကြာသပတေးသောကြာစနေဆက်လို့နော်ဒါလာမယ့်စနေတုန်းတွေအထိပေါ့တွားပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ကိုကဗုဒ္ဓဘာသာဝင်ဖြစ်တယ်ကိုသားသမီးတွေဗုဒ္ဓဘာသာဝင်သားသမီးတွေကိုလိုက်ပြပါမိဘတွေအနေနဲ့တာဝန်ကြီးကြပါမိဘတာဝန်ကြီးကြပါလိုက်ပြကြပါပြပြီးတော့မှဒီဗုဒ္ဓဘာသာရဲ့ဒီရှိမှာဟောပေါ့နော်မှတ်တမ်းမှတ်ရတွေဟိုတချို့မှတ်တမ်းဓာတ်ပုံတွေဗီဒီယိုတွေနော်အဲ့ဒါတွေပေါ့စရတန်ခါရနာတင်ပွဲမှာလုပ်ခဲ့တဲ့ဆက်တဲ့မှတ်တမ်းထောက်ထားတွေချက်လက်တွေပေါ့ဒါတွေပါပါတယ်နော်အဲ့တော့ပြောရအောင်1954ခုနှစ်ကနေ1956ခုနှစ်အထိကျင်းပခဲ့တဲ့စရတန်ခါရနာအောင်ပွဲခမ်းနားရဲ့မှတ်တမ်းဓာတ်ပုံတွေမှတ်တမ်းဗီဒီယိုတွေစရတန်ခါရနာတင်ပွဲနဲ့ဆက်တဲ့အဆောက်အဦတွေမှတ်တမ်းတွေပြည်ပထိန်းသိမ်းမှုအခြေအနေတွေနော်စရတန်ခါရနာမှာတိဖြတ်ခဲ့တဲ့ဘိလကတော့31အုပ်ကိုစကန်ဖတ်ထားတဲ့ဒီမိတူ900ကျော်နော်အထိမ့်မှတ်စိုက်ပြတဲ့ကြောက်စာတမိုင်းဝင်စာမှတ်တမ်းတွေနော်စရတန်ခါရအောင်ပွဲတဲ့80ပြည့်ထုတ်ဝေတဲ့ကြပြဆောင်းပါဝတ္ထုတွေဒါတွေပေါ့နော်အဲ့ဒါတွေပါဖြစ်ဗုဒ္ဓဝင်ပြခန်းတွေပါတော့ဗျာနော်ဒါတွေကစအများကြီးပြထားပါတယ်အဲ့တော့10ရက်နေ့အထိအချိန်ရတဲ့အတွက်တွားရောက်ကြည့်ရှုပြီးတော့ကို
သားသမီးတွေအနာဂတ်ကိုဒီဘာလဲဆိုတော့အနာဂတ်ကိုယဉ်ကျေးသိမ်မွေ့တဲ့ဒီဗုဒ္ဓရဲ့ဓလေ့တွေနဲ့ရှင်သန်ခိုင်းကြပါကလေးတွေနော်ဗုဒ္ဓရဲ့တရားရည်ဒီမြစ်တာရည်ဒီနဲ့ရှင်သန်ခိုင်းကြပါတွားကြည့်ပါတွားပြီးတော့ပြသကြပါဒါလေးကိုကျွန်တော်မိဘတွေအားလုံးတိုက်တွန်းတာပါနော်မိဘတွေအားလုံးတိုက်တွန်းတာပါအဲ့တော့ဟိုကျွန်တော်လည်းအချိန်ခါရလို့ကြုံကြိုက်ခဲ့ရင်တော့ကျွန်တော်လည်းရောက်လာသလိုကြုံကြိုက်ခဲ့ရင်လည်းကျွန်တော်လည်းကြုံကြိုက်သလိုတွားပြီးတော့ပြမိကောင်းပြပြပါလိမ့်မယ်နော်ဒါလေးကျွန်တော်ကြုံကြိုက်ထည့်ပြောတာပါအဲ့တော့ဒါကပထမတစ်ခုအနေနဲ့သတင်းလိုပဲပြောရမလားသတင်းမဟုတ်လို့ပြောတော့ဒါလည်းပြောတာပါနောက်တစ်ခုကမနေ့ကတော့ကျွန်တော်မပြောလိုက်တဲ့အချိန်မှာပဲဖြစ်တဲ့ဖြစ်စဉ်လေးနှစ်ခုဖြစ်သွားတယ်တစ်ခုကတော့နေပြည်တော်ဥဒ္ဒရာသီရီမှာဖြစ်တာဗျနော်ဝါးကားတွေတင်လာတဲ့6ဘင်းရင်တိမ်မောက်ပြီးတော့ဝါးခုတ်တဲ့အလုပ်သမား18ဦးတည်းမနဲ့တည်ဆုံးသွားတယ်20ကျော်ဒဏ်ရာရသွားတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တယ်ဗျမနေ့က2ရက်နေမှာဖြစ်တာ2ရက်နေနေ့လေ2နာရီလောက်မှာဖြစ်တာပေါ့နော်ဆိုတော့နေပြည်တော်ဥဒ္ဒရာသီရီမြို့နယ်လွင်သားယာကြေးရွာကနေပြီးတော့မိုးဆွေရွာဘက်ကိုဝါးတွေတဲဆောင်မောင်းနေလာတဲ့နော်ရင်မောင်းဥယန်လင်းကျော်အသက်26နှစ်နောက်တစ်ခါသူကတော့မင်းအောင်ကြီးကတောင်ကျိုအုပ်စုမှာနေထိုင်တယ်ဥဒ္ဒရာတောင်ကျိုကြီးအုပ်စုဥဒ္ဒရာသတိမြို့နယ်မှာနေထိုင်သူဖြစ်တယ်သူမောင်းလာတဲ့ကားပေါ့နော် Nissan ကား6ဘီးရင်ဖြူစိမ်းအောင်ရင်ပေါ့နော်အဲ့ဒီရင်ကနော်လွန်သားရွာနေမိုးဆွေရွာဘက်ကိုမောင်းသွားရင်လည်းလမ်းမှာကျွန်တော်ဓာတ်ပုံလေးကြည့်လို့ရှိရင်တွေ့လိမ့်မယ်လမ်းမြေသားလမ်းဆိုတော့ပြီးတော့တောင်ဆောင်လေးလိုဖြစ်နေတော့သူကြည့်ရတာအကွေ့မှာမကွေ့နိုင်တော့တဲ့ပုံစံဖြစ်မယ်ဗျမကွေ့နိုင်တဲ့ပုံစံဖြစ်ပြီးတော့အဲ့မှာအဲ့ရင်ပေါ်မှာပါလာအဲ့ဒီရဲ့တကလို့ဒိန်းခိုးပြုတ်ကြသွားတာပြုတ်ကြသွားတဲ့ခါတော့ရင်ပေါ်မှာပါလာတဲ့ဝါခုတ်လိုသမား90ရှိ90လောက်ပါလာတယ်အဲ့ထက်ကနေပြီးတော့ဒဏ်ရာမရတော့4ယောက်ဒဏ်ရာဘာမရဘူးကံကောင်းတာ4ယောက်အသေးဆုံးသွားတာ18ဦးတောင်ရှိသွားပြီတဲ့ဒဏ်ရာရှိသွားတယ်လို့29ဦးတောင်ရှိတယ်လို့သိရတယ်ဆိုတော့ထိခိုက်သေဆုံးဒဏ်ရာရှိတဲ့သူတွေသေဆုံးတဲ့သူတွေနဲ့ပတ်သက်ရင်တော့ဒါသက်ဆိုင်ရာနေပြီးတော့ Grand Town ဆေးရုံပို့တယ်ပြီးတော့တုတ်တန်ပို့တယ်ပေါ့ဗျာဒါသူတောင်ကျတိုင်းနေမှာရှိတဲ့ဆေးရုံတွေပို့တယ်ပြီးတော့တချို့တွေတုတ်တန်ပို့တချို့တွေပဲလုတ်ပြီးတော့တချို့ဝါတော့တချို့တွေတော့3ရက်ထားမှာတချို့တော့တချို့ပြောနော်အဲ့လိုလုတ်တယ်ပေါ့ဆိုတော့ဒဏ်ရာရတဲ့သူတွေကိုတော့ဒါရှင်ပြောတောင်ကျတိုင်းနေမှာရှိတဲ့ဆေးရုံကို Pride အဖွဲ့တွေကပို့ပေးလိုက်တယ်ပြီးတော့အဲ့ဒီကနေမှနေပြီးတော့ပြည်သူ့ဆေးရုံကြီး Grand Town ကိုတွားပြီးတော့ဆက်လက်ပို့ဆောင်နိုင်လုပ်တယ်ပေါ့နော်ဆိုတော့ဒါမျိုးတွေလုပ်တော့တွေ့ရတယ်ဆိုတော့တည်ဆုံးတဲ့သူတွေကလည်းတော်တော်များတော့တယ်ဗျဒီလောက်များပြားလောက်အောင်တည်တဲ့ဟာကြီးဖြစ်နေတယ်ဗျအစုလိုက်ပေါ်လိုက်ကြည့်ဗျလူ16 18ယောက်ကြီးတည်တာဆိုတော့အစုလိုက်ပြောကြည့်ဆိုတော့ဒါကြီးကတော်တော်ဟိုစိုးရတဲ့ဖြစ်စဉ်တစ်ခုဗျစိုးရတဲ့ဖြစ်စဉ်တစ်ခုပါအဲ့တော့သိရသလောက်အဲ့ဒီကားမောင်းတဲ့ driver ကတော့သူမောင်းရင်းနဲ့ဒီလမ်းကကြည့်ရတာဟိုမြေသားကြည့်ရတာဒီဘက်ကမိုးတွေကပါဖြစ်တော့မြေသားတွေမခိုင်ဘူးထင်ပါတယ်သူမောင်းရင်းနဲ့လမ်းတွေအကွေ့မှာမကွေ့နိုင်တော့တဲ့အချိန်မှာပြီးတော့ကားဝိတ်ကလည်းများပုံရတယ်အဲ့တော့စောင်းပြီးတော့ထိုးကြတော့ကျွန်တော်ဘုံပြစ်ကြတော့ကားပေါ်ပါတဲ့လူတွေအကုန်လုံးကဘာမှလုပ်လို့မရတော့ဘူးဘဲမှလည်းခုံထုတ်လို့မရတော့ဘူးညက်ပြီးတော့အကုန်ညက်ပိတ်ပြီးပတ်ပြီးဝါးရကြညက်ပြီးတေးတာမျိုးဖြစ်ကုန်တော့ဗျာနော်ဆိုတော့ဖြစ်ကုန်တယ်အဲ့တော့ဒီစဉ်းစားစရာကောင်းတာကဒီကားပေါ်မှာဘာဖြစ်လို့လူအဲ့လောက်ကြီးလိုက်ပါလာလဲပေါ့နော်ဒီဝါကားပေါ်မှာလူအဲ့လောက်ကြီးလူ90လောက်ကြီးဘလို့လိုက်ပါလာလဲပေါ့ပြီးတော့ကားရဲ့ဟိုအပေါ်မှာခေါင်းမိုးပေါ်မှာလားဒါမှမဟုတ်ဝါးတွေကြားထဲမှာလားဒါမှမဟုတ်ဝါအောက်မှာလားမျိုးစုံပေါ့နော်ဒါတွေစဉ်းစားစရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဝါကားပေါ်မှာလူအဲ့လောက်ကြီးအဖြစ်လိုက်မျိုးကြီးလိုက်ပါလာတဲ့ကိစ္စကြီးကတော့တော်တော်ဆိုးတယ်ဒါကြောင့်ဒါကြီးကစိတ်မကောင်းစရာဖြစ်စဉ်ကြီးပဲပြီးတော့လူတွေကရမ်းပေါ့ရော့ကြတယ်ပေါ့ဗျာလူတွေရမ်းပေါ့ရော့ကြတည်တဲ့လူကိုအပြစ်တင်တာမဟုတ်ပါဘူးဒီထည့်တဲ့အတိုင်းလူအပြစ်တင်တာမဟုတ်ပါဘူးလူတွေကပေါ့ရော့ကြတယ်ဗျာဒါမှလည်းပေါ့ရော့တယ်တော်တော်ပေါ့ရော့ကြတယ်ဘာလို့ပေါ့ရော့လဲဆိုတော့သူတို့စိတ်ထဲမှာဘာမှမဖြစ်တော့ဘူးလို့ထင်တာပေါ့နော်ဖြစ်သွားတဲ့ခါကျတော့16ယောက်18ယောက်တည်ရောကြတယ်လူ20ကျော်တန်းရသွားတယ်ဆိုတော့ဒီလိုမျိုးကားစီးရင်ဒါအန်ရများတယ်ဆိုတဲ့ဟာမျိုးသိဖို့လိုတာအဓိကကျွန်တော်သိစေချင်တာသူတို့ဒီလိုမျိုးဟာတွေစီးရင်အန်ရများတယ်ပြီးတော့လမ်းတွေကမသေးကြဘူးမခိုင်ပါဘူးမကောင်းဘူးပြီးတော့concrete လမ်းလည်းမဟုတ်ဘူးဟိုကတ်တရလမ်းလည်းမဟုတ်ဘူးပြီးတော့ဟိုတောင်တွေဇောင်းတွေမှာဖောက်ထားတဲ့လမ်းတွေဆိုတာအချိန်ကြီးကကြော်တဲ့ကြော်ပါတယ်အဲ့ဒါကိုလူအုပ်ကြီးနဲ့လိုက်တယ်ဆိုတာဟိုအခက်မသိလို့ဖြစ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့လူတွေရဲ့ပေါ့ရမှုလေးနည်းနည်းပါခဲ့ပုံရတယ်ကာသမားပေါ်သလားဘယ်သူဖြစ်လဲတော့မသိဘဲနဲ့ဖြစ်သွားတယ်ဖြစ်တော့အခုနေထိုင်တဲ့လူ16ယောက်ဆိုတာ18ယောက်ဆိုတာသူတို့ရဲ့မိသားစုတွေနောက်မှာအများကြီးရှိလူ20ကျော်30ရှိတယ်အဲ့လူတွေဘဝတွေမိသားစုဘဝတွေထိခိုက်သွားတော့ဗျကလေးတွေအကယ်၍များအဲ့ထဲမှာလင်မယား2ယောက်တည်ပြီးတော့ကလေးတွေသူတို့ကလေးတွေကြံခဲ့တာမျိုးဆိုရင်မိဘတွေတည်ပြီးကလေးကြံခဲ့တာမျိုးဆိုရင်ကလေးနာကယူဆိုးတာပေါ့နော်ဒါမျိုးတွေဖြစ်တယ်ဒါသတိထားကြဖို့ပါအဲ့တော့ဘာပြောကျွန်တော်တို့မြန်မာတွေအနေနဲ့အသက်တွေကိုအဲ့လောက်ပေါ်လောနဲ့အတိမခံကြဖို့ရည်ကြည့်ပါတယ်အဲ့ဒါလောက်ဟိုပေါ်ရောနဲ့လည်းအတိမခံကြဖို့ရည်ကြည့်ပါတယ်ကျွန်တော်တို့အမေတွေဖေတွေမွေးထားတဲ့ဟိုအသက်ကတမှုကြီးပါတယ်ကျွန်တော်တို့ကဟိုလူတွေကလူကြံဖန်ဖြစ်လာတာပေါ့နော်မလွယ်ပါဘူးလူဖြစ်နိုင်တဲ့ပိုးကောင်လေးတွေတကောင်ဖြစ်နေကျွန်တော်လူဖြစ်လာကြတယ်လွယ်ကူဖြစ်တာမဟုတ်ပါဘူးအဲ့တော့အသက်တွေကိုပေါ်ရောကြောင့်မသေးဆုံးအောင်စီအောင်ဟိုတတိထားကြဖို့ပေါ့နော်ဒီလျံနဲ့လမ်းအန်နဲ့နောက် safety ကိုကို safety safe side ယူပြီးတော့တွားကြလာကြဖို့နေကြထိုင်ကြနော်အဲ့ဒါမျိုးတိုက်တွန်းပါတယ်နော်ဒါလေးကစိတ်မကောင်းစရာသတင်းဖြစ်နေပြောတာပါနောက်တစ်ခုကတော့နောက်တစ်ခုကမနေ့ကပဲဖြစ်သွားတာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ပဲခူးတိုင်းဒေသကြီးပေါ့နော်ကြောက်တကားမြို့နယ်တွေက
ဒီလေရိုပိန်းစလုံးပေါ့နော်လေရိုမျိုးနဲ့ပိန်းစလုံးနဲ့တတိကုန်းချာအဲ့ချာမှာရှိတဲ့မီထာလန်အမှတ်148ပေါ့နော်တရားပေါ့နော်အဲ့တရားမှာသူကလုံချိုးရေးဂိတ်ရှိတယ်အဲ့ဂိတ်ကိုတက်မတော်လုံချိုးရေးဂိတ်ပေါ့နော်လုံချိုးရေးဂိတ်ရှိအဲ့ဂိတ်ကိုရေးနေတက်မတော်ပေါ့လုံချိုးရေးဂိတ်ကိုမေလ2ရက်နေ့မနေ့ကည9:00 နာရီခွဲလောက်မှာနော်9:00 နာရီခွဲလောက်မှာ KNU အုပ်စုကနော် KNU အုပ်စုကလာပြီးရုတ်တရက်6မြောက်တက်ခဲ့မှုတွေအကြီးကျယ်လှုပ်တယ်လှုပ်တော့တက်ခဲ့မှုတော့ဒီဘက်ကထိခိုက်ကြဆုံးနေငယ်တော့ရှိတယ်လို့သိရတယ်ငယ်ကြဆုံးထိခိုက်ကြဆုံးရှိသွားတယ်လို့သိရတယ်KNU ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ KNU ဘိုးရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဘယ်လိုရေးထားလဲဆိုတော့ဒါသူတို့အလင်းငိုက်တိုက်တယ်ပေါ့ဗျာသူတို့စစ်ကောင်စီရဲ့စခန်းကိုအလင်းငိုက်တိုက်တယ်ပေါ့ပိန်းစလုံးနဲ့တတိကုန်းချာမီးထားတဲ့အမှတ်149ဒရာမှာဆွဲထားတဲ့ဒါစစ်တပ်ရဲ့စခန်းကိုသူတို့ဝင်ရောက်တိုက်ခိုက်မှုလုပ်တယ်9နိုင်ခွဲမှာတိုက်တဲ့အခါမှာတိုက်ခိုက်လိုက်တဲ့အတွက်အဲ့လိုစစ်တပ်ဘက်ကအရာရှိ2ဦးနဲ့တပ်သား3ပေါင်း5ဦးသေတယ်ပေါ့ဗျာပြီးတော့တဲတွေကိုလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်ဆိုပြီးတော့သူတို့ကအောင်ပွဲခံတဲ့ပုံစံမျိုးနဲ့တင်တယ်တနက်9လက်နဲ့ခဲရမ်းရတယ်ပေါ့ဗျာပြီးတော့သူတို့အထီးကမရှိအောင်ဆုတ်ခွာနိုင်ခဲ့တယ်ဆိုတော့မျိုးတွေပြောတယ်ဟိုပြောပြီးတော့ထုတ်ပြန်ထားတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီသတင်းကိုကြည့်ပြီးတော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဒါကရှင်းပြောရရင်တော့ဘာမှကျွန်တော်တို့ကဟိုဘယ်လိုခေါ်လဲဒီဘာကြီးကဟိုအရင်ဘာဖြစ်တာမဟုတ်ဘူးအရင်ကြီးသူတို့ရဲ့မျိုးကြီးတစ်ခုကိုသိမ့်ပိုက်ပြီးတော့နိုင်ငံတစ်ခုလုံးသိမ့်ပိုက်နေတဲ့အောင်ပွဲတစ်ခုတော့မဟုတ်ဘူးသူတို့တို့ကဒါပေမဲ့သူတို့တို့ကအဲ့လိုမဟုတ်ဘူးဆိုတာတီနဲ့သူတို့ကတမင်လောက်တာပေါ့နော်ပြီးတော့သူတို့အဲ့ဒီယထာလန်းတန်လန်းကိုစောင့်နေလို့ရိုးရိုးတပ်ဖွဲ့ဝင်ဂိတ်တွေကိုဒီလိုလာဝင်ပစ်လို့လာတိုက်ခိုက်လိုက်လို့သူတို့ကဒီအုပ်ချုပ်ရေးအာဏာပိုင်အာဏာတစ်ခုလုံးသူတို့ရသွားတာလားအဲ့နေမျိုးသူတို့စိုးမိုးသွားတာလားဆိုတော့လေမဟုတ်ဘူးဆိုတော့ဘာလို့အနှောက်ယှက်ပေးတာပေါ့အနှောက်ယှက်ပေးတယ်ဖြက်မြင်းပေါ့ဗျာဘောလုံးစကားနဲ့ပြောရင်တော့ချန်ပီယံဆုရမယ်လူတွေမဟုတ်ဘူးဒါပေမဲ့ဖြက်မြင်းတွေပေါ့ဖြက်မြင်းတော့လုပ်တယ်ဆိုတာမျိုးဟိုငါမစရင်တော့အဲ့အမေဟိုအသေးနဲ့ပတ်တယ်ကွာဆိုတာမျိုးတွေအဲ့လိုငါမစတဲ့အမေတော့အသေးနဲ့ပတ်တယ်ကွာဆိုတော့အဲ့ဘယ်လိုခေါ်လဲအောက်တန်းစားဗီဇာအဲ့ဗီဇာကိုပြတာပဲရှိဘာမှသူတို့နိုင်ငံတစ်ခုမျိုးပြတစ်ခုဒေသတစ်ခုကိုထိချုံနိုင်အောင်တိုက်တယ်အဲ့ပွဲတော့မဟုတ်ဘူးအဲ့တော့တတ်တမဲ့အနှောက်ယှက်ပေးတဲ့အဆင့်ဖြစ်နေဆိုတော့အဲ့အနှောက်ယှက်ပေးတဲ့ဒီတခိုးကြပိုးတွေကိုလည်းတပ်မတော်နေတွေကနေနေရှင်းလင်းကြီးမိလို့ဖို့လိုတာပေါ့ပြီးတော့ထက်စဉ်းစားရလိုတာကအဲ့ဒီနားတစ်ဝိုက်ကဒီကရင်ပြည်နယ်နဲ့တွားဆက်တယ်တွားဆက်ဆက်နေအဲ့နားမှာကရင်တွေလည်းနေကြတယ်အဲ့ဒါမှာဆိုတော့ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့ဒေသကြီးဆိုတာကလည်းကတ်နေတာကတ်ပြီးတော့သူကပြောရရင်တော့ဟိုဒီတာလွင်မြကြီးရဲ့ဟိုအချမ်းဒီဘက်ချမ်းပေါ့ဗျာအဲ့မှာကတ်ပြီးတော့လက်နက်ကင်အုပ်စုတွေကတာလွင်မြဟိုဘက်ကူးသွားလိုက်ဒီဘက်လာပြီးတိုက်ပွဲဖော်လိုက်ဟိုနာဒီနာပြစ်တာကတ်လိုက်ဟိုပြန်သွားလိုက်အဲ့လိုနဲ့ပဲသူလုံနေကြတာဆိုတော့လုံနေကြတော့အဲ့ဒီနယ်မြေတွေကိုရှင်းလင်းကိစ္စတွေအကြီးကျယ်လုပ်ဖို့လိုလာတာပေါ့နော်ဆိုတော့အဓိကတော့အဲ့ဒီမှာတာဝန်ကျတဲ့တိုင်းမှုတွေပေါ့နော်စစ်တိုင်းမှုကတော့စစ်တိုင်းမှုနဲ့သူ့ရဲ့ဟိုတပ်ဖွဲ့တွေပေါ့တိုင်းတပ်ဖွဲ့တွေကဒီလိုမျိုးကိစ္စတွေမှာဒီကောင်တွေလိုနှောက်ယှက်လာပေးပြီဆိုရင်ငါတို့ဘာလုပ်မလဲဒီကောင်တွေနှောက်ယှက်မပေးနိုင်ငါတို့ဘာလုပ်ကြရင်ကောင်းမလဲဆိုတာမျိုးကိုဟိုစစ်ရေးပြင်ဆင်စစ်ရေးပေါ့နော်စစ်ရေးဟိုပြင်ဆင်မှုတွေလှုပ်ထားဖို့တင်တယ်ပေါ့လှုပ်ပြီးယူဆပါတယ်သို့တော့အတိုင်းမှုအစ်စ်ကလည်းရောက်တာသိမကြသေးဘူးအတိုင်းမှုအဟောင်းကလည်းဟိုဘက်ကိုပြောင်းသွားတာတနေရာပြောင်းသွားဆိုတော့အဟောင်းလက်ထက်မှာတော့သူတို့တော်တော်ငြိမ်သွားတယ်အခုအစ်စ်ရောက်လာတဲ့အချိန်မှာသူအစ်စ်ကိုလက်တယ်စမ်းကျင်လာတော့မသိဘူးပေါ့တိုင်းမှုအစ်စ်ကိုမင်းဘယ်လောက်စမ်းသာရှိသလဲဆိုတော့လက်တယ်စမ်းကျင်လာတော့မသိဘူးပေါ့နော်ဆိုတော့ကြည့်ကြတာပေါ့နော်စမ်းသာရှိလားမရှိလားသိချင်ကြည့်ကြတာပေါ့ဆိုတော့တိုင်းမှုအစ်စ်ကတော့သူအလုပ်လုပ်လို့မယ်လို့ယူဆတယ်ပေါ့နော်ပြီးတော့ဒီလမ်းကြောင်းပေါ်ဒီလိုလှုပ်လိုက်တယ်ယထာလမ်းစောင့်နေလို့ကြွေးတက်ဖို့အဲ့လိုလုပ်လိုက်တဲ့အတွက်ဘာကောင်းသွားလဲဘာဆိုးသွားလဲအစိုးရအနေနဲ့သတိထားမှာပါလို့ဆိုတော့ဒီလမ်းကအခုဆိုရင် DMU ရထားတယ်ဟိုရန်ကုန်နဲ့မန္တလေးတီကိုတခါတည်းဟိုတကယ်ကိုအကောင်းဆုံးတကယ်ကိုပြဟိုမြန်တာမှတော်တော်မြန်တယ်ရန်ကုန်နေပြည်တော်ဆိုလဲမြန်တာမှမြန်တော်တော်မြန်တယ်အဲ့ရထားကိုပြေးဆွဲနေတာတော်တော်မြန်တယ်ရန်ကုန်နဲ့နေပြည်တော်ကိုခင်ဗျာကျွန်တော်တို့ကားမောင်းသွားရင်တော့4နာရီမောင်းရတယ်တဲ့4နာရီအနည်းဆုံးမောင်းရတယ်အနည်းဆုံး4နာရီမောင်းရတယ်ဘာလို့ဆိုဟိုနေပြည်တော်နဲ့ရန်ကုန်ပေါ့ဗျာနေပြည်တော်ရန်ကုန်ကနေပြည်တော်ရန်ကုန်ကနေပြည်တော်အထွက်မှာရန်ကုန်ထဲမှာကျွန်တော်တို့မိနစ်40တနာရီနီးပါးကြာတယ်အမြန်လန်း0မိုင်ရဲ့စိုက်ဟိုဘက်မောင်းရင်3နာရီခွဲလောက်မောင်းမှအနည်းဆုံး3နာရီခွဲလောက်မောင်းမှရောက်တယ်ကီလို100ကျော်မောင်းရင်တော့3နာရီနဲ့ရောက်တော့ဗျာနော်ကီလို100နဲ့မောင်းရင်တော့3နာရီခွဲလောက်မှရောက်တယ်4နာရီပေါ့ထားပါတော့အဲ့တော့မောင်းတာလမ်းမှာဘာညာဟိုဝင်ကြီးဆို4နာရီနဲ့ဆုံးမောင်းတယ်ပြီးတော့ဟိုဘာလဲဆိုတော့ဟိုဂိတ်ကြီးတွေဘာနဲ့အားဟိုဂိတ်မှာဟိုဖြစ်တဲ့ကားတွေခါပြုံလို့ရရှိတယ်ဒါထားပါတော့အဲ့ဒါတွေရှိတယ်အခုယထာကြတော့ဘူတာကြီးကနေပြီးတော့ဘူတာကြီးတီကို4နာရီလောက်ပဲမောင်းရတယ်မြန်တယ်ရှုပ်ခနေပဲအခုတော်တော်များယထာကိုတော်တော်သဘောကျနေကြတယ်ဒီယထာကိုလေယထာရဲ့မြန်နှုန်းကတအားကောင်းတော့ယထာကိုတော်တော်သဘောကျနေကြတယ်သဘောကျနေကြပြီးတော့မန္တလေးအထိပါပြည့်ပြီဆိုတော့သဘောကျနေကြအဲ့တော့ပြည်သူလူထုကယထာကြီးကိုစီးပြီးတော့ပျော်နေကြတဲ့အချိန်ရယထာကြီးပျော်စီးနေတဲ့အချိန်ပေါ့နော်ရယထာကြီးပျော်စီးရကောက်ယထာကြီးပျော်စီးနေတဲ့အချိန်မှာဒီလိုမျိုးအကြမ်းဖက်သမားတွေလာပြီးတော့ယထာလန်းနာနီးစန်းတော့ရောလာတိုက်ခိုက်တာပြစ်ခတ်တာတွေကြတော့ဟိုပြည်သူလူထုကိုစိုးရင်ကြောက်ကြမှုတွေတောကတွေဖြစ်စီတယ်ပေါ့အဲ့တော့လူမျိုးရေးတပ်ဖွဲ့ဝင်အနေနဲ့ဒါနေမြေလိုက်ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့တိုင်းမှုနဲ့ပဲခူးအစိုးရပေါ့နော်ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့အနေနဲ့ဒီနေမြေကိုလုံခြုံရေးစီမံချက်တွေရေးဆွဲဖို့လိုပြီဗျလိုပြီမဟုတ်ရင်တော့ဒီနေမြေမှာယထာစီးသွားမဲ့လူတွေယထာစီးသွားတဲ့လူတွေထဲမှာနော်ဒီယထာစီးသွားတဲ့လူတွေထဲမှာတကယ်ကိုဟိုဗာလဲဆိုတော့ပညာတတ်တွေတကယ်ကိုဒီအစိုးရဝန်ထမ်းကြီးတွေပေါ့နော်
နောက်ကတကယ်ကိုလူကြီးနဲ့ဆက်ဆက်ပတ်သက်တဲ့အတိုင်းဝိုင်းနေစီးကြတယ်တဲ့ဘာလို့ဆိုတော့စီးကြလဲဆိုတော့သူကယထာမြင်နေတယ်ပြီးတော့ကားလောက်တော့ကမများဘူးပြီးတော့စီလဲကုံတက်တာပေါ့ကိုယ့်ရဲ့စီလဲကုံတက်ပြီးတော့ယထာလက်မှတ်ဈေးရလဲကားလောက်ဈေးမကြည့်ဘူးဆိုတော့ပြောရရင်တော့ဗျာဟိုခီးသွားကားတွေတက်ဆိုင်ဒီကောင်တွေကပိုပြီးကောင်းနေတယ်ဘတ်ကားတွေတက်ဆိုင်ယထာပိုကောင်းနေတယ်တွေ့ယထာကိုတော်တော်သဘောကျနေကြတယ်စီးရတော်တော်သဘောကျနေကြတယ်ဆိုတော့ကျွန်တော်တို့လည်းတခါတလေတော့နေပြီးတော့ရန်ကုန်လိုက်စီးကြည့်ဦးမှာဘာလို့မစီးဘူးသေးဘူးမစီးဘူးဆိုစီးကြည့်ဦးမှာဆိုတော့မြန်တယ်လို့ပြောတယ်တော်တော်ကောင်းတယ်လို့ပြောတယ်အဲ့တော့ဒီလိုယထာစီးနေတဲ့အချိန်မှာအဲ့လိုတိုက်ခိုက်မှုတွေဖြစ်တဲ့အတွက်မကောင်းဘူးပေါ့ဗျာဒါတခုရှိအဲ့တော့ပြည်သူလူထုအနေနဲ့ကတော့ဟိုပြည်သူလူအနေနဲ့တော့ဒါကတော့သူတို့သွားတဲ့လမ်းကြောင်းနဲ့တက်တဲ့တိုးချင်မှာတိုးမှာတိုးတော့ဒီလိုနောက်ဆက်တိုက်ခိုက်မှုလို့လုပ်တယ်လို့သတင်းထွက်လာတဲ့နေမှာပြည်သူလူထုမှာစိုးရိမ်တော့ကလို့များပြီးတော့ယထာစီးရဲ့နှုံပြန်ကျသွားနေရှိအခုယထာစီးရဲ့နှုံတက်တယ်ဘယ်လောက်တက်လဲမင်းလက်မှတ်တောင်ကြိုဝဲရတယ်ဝိုးလို့တော့မရအောင်အဲ့လိုတော့ဖြစ်တယ်နော်အဲ့တော့အဲ့လိုတွေရှိရပါဒါကြောင့်မလို့အစိုးရအနေနဲ့ကလူထုလက်ခံနေတဲ့ဒီ transportation ကြီးတစ်ခုကိုအနှောက်အယှက်ပေးဖို့စ조사ရင်အဲ့ဒီစ조사တဲ့အဖွဲ့အစည်းကိုတော့နှိမ်နှင်းမှရမယ်အဲ့တော့တိုင်းဆိုအဖွဲ့နဲ့တိုင်းတာဝန်ရှိသူတိုင်းမှုနဲ့တိုင်းတာဝန်ရှိသူတွေကဒါကိုနှိမ်နှင်းဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ဒါတော့သူ့အလုပ်ပေါ့နော်ပြီးတော့ပဲခူးတိုင်းနဲ့ဒီဘိုးတိုင်းသားကြီးနဲ့ကရင်ပြည်နယ်ဆက်ဆက်နေတဲ့နေမြေတကြောမှာလုံခြုံရေးအရာဖြတ်တောက်နေတာကြီးလုပ်ဖို့လိုတယ်လုံခြုံရေးဖြတ်တောက်နေမြေလုံခြုံရေးကိုတနေရာမှာဖြတ်တောက်ပြနေလို့လုပ်ဖို့လိုတယ်နောက်မှဆိုဒီကောင်တွေကလမ်းပေါ်ခဏခဏတက်လာကြတယ်ပေါ့နော်တက်လာကြတယ်ဒီလိုတွေ့ရတယ်တက်လာပြီးတော့နောက်ရှက်ပေးတယ်လုံငန်းတွေလုပ်ကြရရှိတယ်ဒါဖြစ်နေတဲ့ကိစ္စနောက်တစ်ဆက်ထဲမှာဒီနေ့ဆိုရင်ပေါ့နော်တစ်ဆက်ဘာလို့လဲဒီနေ့ဆိုရင်ဒီသူတို့ဟိုကိုတောင်းဆိုရင်းတို့7ကိုတောင်းဆိုရင်းတို့အုပ်စုတွေတပည့်တွေလုပ်တဲ့ဟို People Spring ဆိုတဲ့မီဒီယာတွေနဲ့အဲ့ဒီပြည်ပြင်းမီဒီယာတစ်ခုမှာဗီဒီယိုကလစ်တစ်ခုတက်လာတယ်အဲ့ဗီဒီယိုကလစ်ကဘာလဲလို့မေးရင်သူကဒီရင်းဘယ်သူခေါ်လဲဆိုတော့မန်ဝင်းခိုင်တန်းလို့နော်အဲ့ဗီဒီယိုဖိုင်ထဲမှာပါလာတာပေါ့နော်ပါလာတဲ့ဟာကြည့်ရတယ်မန်ဝင်းခိုင်တန်းမင်းကိုနိုင်နောက်တစ်ခါဒီလွန်ကိုလက်နဲ့အဖွဲ့တွေပေါ့နော်အဖွဲ့တွေပေါ့ဆိုတော့တည့်ရတော့မန်ဝင်းခိုင်တန်းမင်းကိုနိုင်လွန်ကိုလက်နိုင်ကောင်းရွက်နဲ့အဲ့ဒီမှာ PDF တမှုရဲဘော်တင်ဦးဆိုတော့အဲ့ပုံကိုယ်တွေအဖွဲ့တွေမဲသူဘကိုးတိုင်းဒေသကြီးတွေကနေရာတစ်ခုမှာသူတို့လမ်းလျှောက်နေပါတယ်ဆိုပြီးတော့ဘကိုးတိုင်းဒေသကြီးတွေရဲ့ရွာတရွာမှာသူတို့တေချာကြတဲ့လမ်းလျှောက်အေးစီလမ်းလျှောက်နေပါတယ်ဆိုတော့ဗီဒီယိုဖိုင်ကိုလွန်ခဲ့တဲ့နိုင်ပိုင်းလေးတင်လာတယ်ကျွန်တော်အဲ့ဒါကြည့်လိုက်တယ်ကြည့်ရတော့ဘာလို့ဆိုတော့သူတို့ရေးထားဖော်ပြတာ PDF တွေစိုးမိုးထားတဲ့ထင်းချုံတဲ့ဘကိုးတိုင်းဒေသကြီးတွေနေရာတစ်ခုမှာတဲ့သူတို့အနေနဲ့တက်တောက်တာမြို့ဝရက်ကွက်ထဲမှာလူနေရက်ကွက်ထဲမှာတက်တောက်တာနဲ့အရက်ဝတ်တွေနဲ့တက်တောက်တာနဲ့လမ်းလျှောက်ပြီးတော့အေးစီတွာလာနေကြပါတယ်ဆိုပြီးတော့သူတို့စိုးမိုးထားတဲ့ဆိုတဲ့ပုံစံမျိုးနိုင်ဝက်လောက်ပဲရှိတယ်အဲ့ဒီဟိုဗီဒီယိုဖိုင်နိုင်ဝက်မဟုတ်ဗျာ sorry စက္ကန့်ဝက်လောက်ပဲ10မိနစ်မပြည့်ဘူးဗျ10မိနစ်မပြည့်တဲ့အဲ့ပြည့်တဲ့ဗီဒီယိုဖိုင်လေးထဲမှာအဲ့သူတို့ကရှင်းပြတော့ဒါကဘကိုးတိုင်းစိုးမိုးထားတဲ့သူတို့နေရာပါဆိုပြီးတော့သူတို့ကခက်တီနဲ့လောက်ပြပြီးတော့ပြောရင်တော့သူတို့ဒီနေရာကိုစိုးမိုးသွားပြီပေါ့ဗျာအဲ့မှာဆိုရင်တယောက်ကပြောတယ်ရဲဘော်တင်ဦးဆိုတဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ဟိုမင်းကိုနိုင်ကိုသူကပြောနေငါကိုလည်းတော်တော့မဟုတ်တော့ဘူးတဲ့ငါကိုလည်းမျိုးသားကြီးပြဖြစ်သွားပြီဆိုပြီးတော့မဲသူကမင်းကိုနိုင်ကိုသူကဘေးကပ်ပြီးစကားပြောနေတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒါမျိုးတော့တွေ့ရတယ်ဆိုတော့ဒါကိုကြည့်ချင်းအပြင်ဒီဗီဒီယိုဖိုင်ကိုတင်ချင်းအပြင်သူတို့ဒီနေမျိုးသူတို့စိုးမိုးထားတယ်ဆိုတော့မျိုးဘကိုးတဲ့နေရာတစ်ခုကိုစိုးမိုးတယ်ဆိုတော့ဒါပြောတော့ကရင်နဲ့ဘကိုးဆက်တွေပေါ့ဗျာဘကိုးဆက်ရွာတွေမြို့တွေတိုက်နေလေးတွေပေါ့နော်အဲ့နေရာတွေမှာအဲသူတို့စိုးမိုးထားတယ်ဆိုတော့ပြတာပေါ့ဗျာဆိုတော့ဒီဗီဒီယိုဖိုင်ကပြီးခဲ့တဲ့ဒီရက်ပိုင်းမှာလောက်တာလားဟုတ်လွန်ခဲ့တဲ့ဟာလားဆိုတော့တချို့ကတော့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့နားလေကြရဒါမိနစ်ကဗီဒီယိုဖိုင်နဲ့အခုမဟုတ်ဘူးတဲ့မိနစ်ကဟာတဲ့မိနစ်ကဟာအခုမှထတင်တာတဲ့အဲ့လိုပြောတယ်ဘာလို့ဆိုတော့သူတို့ဘာကိုကြည့်ပြီးတော့မိနစ်ကဟာလို့ပြောတယ်လို့ကျွန်တော်မသိဘူးမိနစ်ကဟာလို့ပြောတယ်သို့တော့မိနစ်ကဟာပဲဖြစ်ဖြစ်ဒီနေ့ဟာပဲဖြစ်ဖြစ်သူတို့တစ်ဖက်ဖွဲ့စည်းကတော့ဒါဝါရပြန်ဖြတ်တာပေါ့ဒီဘက်မှာတစ်ဖက်မှာတက်မတော်ကနေမြေတစ်ခုပြီးတစ်ခု PDF တွေစိုးမိုးခဲ့တဲ့နေမြေတစ်ခုပြီးတစ်ခုတစ်မျိုးတက်မတော်ပြန်ယူနေတဲ့အချိန်မှာသူတို့ကလည်းဝါရပြန်ဖြတ်တာဝါရဖြတ်ပြီးတော့သူတို့လည်းဒါမင်းတို့မှဘလို့ကြီးငါတို့လည်းစိုးမိုးထားတာဘကိုးတိုင်းတည်းရုံစိုးမိုးထားတယ်ကွာမကြခင်မှာနေပြီးတော့ရန်ကုန်ဆင်းမယ်ဒါစသဖြင့်လင်းကြီးမူကြီးပြောလို့ရအောင်ဝါရဖြန့်လို့ရအောင်လုပ်သွားတယ်လို့မြင်တယ်တိုးတော့ဒီဗီဒီယိုဖိုင်ကမနစ်ကဟာဖြစ်တဲ့အတွက်လို့မနစ်ကဟာလို့ပြောထားတဲ့အတွက်ပြောကြတဲ့အတွက်မနစ်ကဟာဆိုရင်တော့ဒီနှစ်မှာဝါရပြန်ဖြန့်နေတာသူတို့ရှင်းပြရင်တော့သူတို့ရဲ့ထောက်ခံသူတွေသူတို့ဝါပြတဲ့သူတွေကိုအားမငယ်အောင်သူတို့ကိုသူတို့ပြန်ပြီးတော့အားစီးပြန်တိုက်ရတဲ့သဘောလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့မြို့တော်ဝင်ဖြစ်စေကမူသူတို့အဖွဲ့တွေဒီလိုဝင်ထွက်သွားလာနေတဲ့နေရာတွေဒီဒါဘကိုးတိုင်းသားကြီးဖြစ်နေတယ်တော့မှန်တယ်ပဲနွယ်ကုန်းနော်ပဲနွယ်ကုန်းတော့ကျွန်တော်ပြောရတော့ကြောက်ကြီးပဲနွယ်ကုန်းဘာကတနပ်ပင်အမုံတန်းကိုအဲ့ဘက်ချက်မှာရှိသေးတယ်ခုနပိန်းစလုံးအစရှိတဲ့နေရာတွေပေါ့နော်ဆိုတော့ကရင်အဆက်နားတွေကတော်တော်လေးဒီကောင်တွေကလောက်ကြလိမ့်မယ်ပေါ့နော်အဲ့တော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေတပ်မတော်တာဝန်ရှိသူတွေနဲ့အနေနဲ့တိုင်းဆော့ဖွဲ့တာဝန်ရှိသူတွေနဲ့ဒီနေရာတွေကိုအမြဲတမ်းကင်းထောက်ပြီးတော့ဒီကောင်တွေရတဲ့သတင်းရပြီဆိုတာနဲ့ချက်ချင်းပိတ်ဆို့ဖမ်းဆီးတာမျိုးပြီးတော့ပိတ်ဆို့ပြီးတိုက်ခိုက်ပြီးတော့ဟိုရှင်းလင်းတာမျိုးတုတ်တင်တာမျိုးဒါမျိုးတွေလုပ်ဖို့လိုအပ်တယ်ပေါ့ဗျာမဟုတ်ရင်တော့ဒီလိုမျိုးသူတို့ဝါရဖြန့်တာတွေအကြီးကျယ်လုပ်နေကြအောင်ပါပဲဒါပေမဲ့ကျွန်တော်သိရသလောက်တော့ခုကာလာမှာအဲ့လောက်ထိသူတို့ဘကူတိုင်းတွေကိုပေါ်ထင်းထင်းပေါ်တိတ်မလာရဲကြတော့ဘူးဆိုတော့ကြားတယ်ရင်နှစ်တွေကတော့ဖြစ်နိုင်တယ်လို့ပြောတယ်ဒါကရင်နှစ်ပြီးတော့ဖြစ်ပြရတယ်ဒါပေမဲ့တစ်ဖက်မှာတော့ဝါရဖြန့်လို့ကောင်းစဲတော့တော့တွေ့ရတယ်ဒါလည်းဒီနေ့ဝါလေးဖြစ်စဉ်တစ်ခုအထည့်ပြောတာဖြစ်ပါတယ်တခါလာရှိုးမှာဖြစ်စဉ်လေးတစ်ခုလည်းဖြစ်သွားပါတယ်အဲ့ဒါဘာလဲဆိုတော့လာရှိုးဖြစ်စဉ်ကဘာလဲဆိုတော့ဓမြတိုက်တာပေါ့နော် CCTV မှတ်တမ်းတွေရဆိုတော့
လာရှိုးမှာအမျိုးသမီးတဦးကိုသူ့ရဲ့ဆိုင်ထဲကိုလူ၄ယောက်ကရောက်ချလာပြီးတော့ဓမြတိုက်ဖို့ကြိုးစားတဲ့ဖြစ်စဉ်အလှကုန်ဆိုင်ဘောနော်အလှကုန်ဆိုင်တွေကိုဆိုင်ပိုင်ရှင်မျိုးသမီးတို့ဓမြတိုက်ပြန်ပြီးဆိုဖို့ကြိုးစားတဲ့ဖြစ်စဉ်တခုဒါဖြစ်သွားတယ်ပေါ့နော်ဒါကတော့မနေ့ကဖြစ်တာဆိုတော့မနေ့ကမနေ့9 နိုင်လောက်မှာဖြစ်သွားတယ်အမျိုးသား၄ယောက်ကအဲ့မှာ CCTV မှာတော့သူကားနဲ့ဝင်လာတယ်တပြိုင်တည်းဝင်လာမဟုတ်ဘူး2ယောက်ဝင်တယ်နောက်က1ယောက်ဝင်နောက်တော့ဝင်4ယောက်ဝင်လာဝင်လာချိန်မှာအမျိုးသမီးကလဲတယ်အမျိုးသမီးကသူကရှင်းပြောရင်တော့ကန်ကောင်းတော့ဗျာဟို4ယောက်ဝင်လာချိန်မှာအမျိုးသမီးကခက်တီနဲ့ဟိုမင်းတို့တတိယမှာဘာလဲဆိုမေးတဲ့ချိန်မှာ तू ကမေးတဲ့ချိန်မှာမင်းတို့ပြောရင်အမျိုးသမီးကဟိုမှာလူဒီလက်ညှိုးထိုးပြသလိုနောက်တစ်ယောက်သူမဟုတ်ဘူးနောက်တစ်ယောက်လူမျိုး तू ကဟန်ဆောင်ပြပြီးတော့ဘတ်ဆို तू ကလစ်ပြီးတော့ထွက်ပြေးသွားတော့ဟိုကမသိဘူးပြီးတော့မှဆိုင်ရှက် तू ထွက်သွားတဲ့လူကနောက်ကလိုက်တယ်မမိတော့ကန်ကောင်းတာတော့အမျိုးသမီးကကန်ကောင်းသွားတယ်ပြောရင်တော့ကန်ကောင်းသွားပြီးတော့ဟိုပြောရင်တော့ဟိုအမျိုးသမီးကကန်ကောင်းပြီးလွတ်သွားတယ်ဒါပေမဲ့ဓမြတိုက်တဲ့ဟို၄ယောက်ကတော့ CCTV မှတ်တမ်းမှာတွေ့ရပြီမဲ့ဟိုလွတ်သွားတယ်ပေါ့နော်ဆိုတော့လာရှိုးမှာကလည်းဒီလိုဖြစ်နေပါသလားဆိုရင်တကယ်ဖြစ်နေပါတယ်လာရှိုးမှာကဟိုမလုံခြုံပေါ့ဗျာပွင့်နေပြန်လာရှိုးကမလုံခြုံဓမြတိုက်တဲ့အုပ်စုတွေအခုချိန်ထိရှိတယ်လက်နက်ကင်ထားတဲ့အုပ်စုတွေအခုချိန်ထိဓမြတိုက်တာတွေပဲရှိနေသေးတယ်ဘယ်သူမှလည်းမသိဘူးမျက်နှာတွေလည်းအုပ်ထားကြတယ်အဲ့တော့အမီမဖော်ပြလို့မရဘူးဘယ်အဖွဲ့မှမသိဘူးကျွန်တော်ကမှန်းတာတော့ဒါ PDF လက်ကျန်တွေဖြစ်ဖို့များတယ် PDF လက်ကျန်တွေဆိုတာဗျာဟိုရှင်းမတော့ဟိုတိုက်ပွဲဖော်တော့ PDF တွေအမှတော့တိုက်ကြပြီးလည်းပြောအားလုံးကိုကနေနောက်ပြန်ဆုတ်သွားတဲ့အချိန်လေးကြာတော့တို့ကအရသားလိုမျိုးဟန်ဆောင်ပြီးနေပြီးတော့အရသားလိုမျိုးနေပြီးတော့မှအရသားတွေမှာစိတ်ဝင်နေထိုင်ပြီးတော့လိုရသလိုပတ်စံမရှိသလိုထားပြီးဓမြတိုက်လိုက်ဟောလိုက်ဒီလိုလုပ်တဲ့သဘောလို့ကျွန်တော်ကောက်ချက်ချတယ်ပေါ့နော်ဆိုတော့ဒါဟိုလုံချိုးတပ်ဖွဲ့ဝင်တွေတာဝန်ယူနေလားဆိုတော့မင်းကျွန်တော်တို့တလောကလာရှိုးမှာနေထိုင်တဲ့မိတ်ဆွေတွေကဘာပြောလဲဆိုတော့တို့ကားတွေခိုးခံရတယ်ပစ္စည်းတွေခိုးခံရတယ်ရဲစခန်းသွားတိုင်နေတိုင်တာပဲဖတ်တယ်နေရဲလဲထွက်ပြီးမဖမ်းရဘူးတဲ့အဲ့ဓမြတိုက်တဲ့သူတွေကိုရောဘာဖြစ်တယ်ညာဖြစ်တဲ့သူတွေရောရဲရထွက်မဖမ်းရဘူးတဲ့တို့တော့မနေလုံချိုးကြီးဖြစ်နေကုညီပြစီကတို့ပြန်ကုညီခိုင်းနေတဲ့ဘောတော့ပြန်ရောက်နေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပြောရဲဆိုတော့ဒါရှင်းပြရင်တော့ရဲတပ်ဖွဲ့အတွက်တိတ်ခါကြတာပါဗျာပြောခံတာတိတ်ခါကြတာပေါ့နော်ဆိုတော့ဒါလေးလည်းလာရှိုးရဲ့လုံချိုးကြီးရဲ့လည်းမေးစရာဖြစ်တာပေါ့နော်ပြီးတော့လာရှိုးရဲ့မြို့ပြင်မှာလည်းကိုးကန်တွေရှိနေသေးပဲလို့ချမ်းမြင်သိရတယ်အခုချိန်ဒီကိုးကန်တွေရှိနေသေးပဲလို့သိရတယ်အဲ့တော့ကိုးကန်တွေအနေနဲ့ကတော့ပွင့်လင်းပြောရင်တော့ဟိုရှမ်းမြောက်လာရှိုးဟိုဘက်အပေါ်ပိုင်းကိုတို့နေမြေတကယ်လို့တို့ကပြုတ်မှုနေထိုင်နေတာတော့တွေ့ရတယ်ဒါကိုအစိုးရအနေနဲ့ကအခုချိန်ဒီအဲ့ကိစ္စကိုဟိုရှင်းလင်းတိတိကျကျရှင်းလင်းတဲ့သတင်းစကားတွေကျွန်တော်တို့မြန်မာပြည်သူလူထုကိုပေးထားနိုင်ခြင်းမရှိဘူးပေါ့နော်ဆိုတော့ရှမ်းမြောက်ကကျွန်တော်တို့နိုင်ငံတော်ဆိုအုပ်ချုပ်မှုအာဏာအောက်မှာတကယ်ရှိသေးရဲ့လားလို့ကျွန်တော်တို့မေးမယ်တော့ပြည်တော်လက်မကြီးကရောနိုင်ငံတော်ရဲ့အုပ်ချုပ်မှုရန်တရားအောက်မှာရှိသေးလားဘာတွေသဘောတူထားပါလဲလို့မေးရင်တော့အစိုးရကကျွန်တော်တို့ရှင်းလင်းဖြေပေးနိုင်ခြင်းမရှိတာကိုတွေ့ရတယ်အစိုးရကိုယ်တိုင်တော့မဖြေရှင်းနိုင်ဘူးဆိုတော့ကျွန်တော်တို့လည်းဘာပြောမှန်းတော့မသိကျွန်တော်တို့လည်းအဲ့မြေပြင်သွားဖို့ခက်သွားတယ်ကျွန်တော်တို့အများဆုံးသွားလို့ရတာနောင်ချိုအထိပဲသွားမယ်ကြောက်မဲတီဘောအထိပဲသွားမယ်လာရှိုးအထိတောင်သွားရင်တော့နည်းနည်းပြဿနာရှိနေတယ်ဟိုဘက်ကဆိုရင်တော့နော်ဟိုလာရှိုးကဟိုဘက်ဆိုရင်တော့တိန်းဒီကော့ခိုင်တို့ဘာလို့ဆိုကျွန်တော်တို့မဖြစ်နိုင်ဘူးပေါ့နော်ကော့ခိုင်နံပါတ်ကကောင်းလောင်အဲ့ဒါတည်းဆိုကျွန်တော်တို့တော့ခက်သွားပြီပေါ့နော်ဆိုတော့အဲ့နေရာတွေကတော့ကိုကန်တွေထိချုပ်ထားတယ်ကိုကန်တွေသူ့နိုင်နေမြေတကယ်လို့ထိချုပ်ထားတယ်ဆိုတော့ဒါအမှန်တရားတော့ဖြစ်နေအဲ့တော့နိုင်ငံတော်ဆိုရအနေနဲ့တော့ဖြည့်နိုင်အောင်ကြိုးစားဖို့တော့လိုတာပေါ့ဗျာနော်ဒါလေးကတော့ကြုံကြရုပ်ထည့်ပြတာတစ်ဖက်မှာတော့ကျွန်တော်တို့ဒါနိုင်ငံတော်သမ္မတဖြစ်တဲ့ဦးမင်းအောင်လှိုင်ကိစ္စပဲတနေ့လေးထည့်ပြောမှာနော်နိုင်ငံတော်သမ္မတဖြစ်တဲ့ဦးမင်းအောင်လှိုင်ကတော့ပြီးခဲ့တဲ့သမ္မတမဟုတ်ခင်တက်ချုပ်ဘဝမှာသူဟာလည်းခါးရုပ်ခွဲစိတ်တာရှိခဲ့တယ်ခင်ဗျားတို့ဒါလည်းမှတ်မိကြအောင်မထင်ပါနဲ့တက်ချုပ်ဘဝမှာခါးရုပ်ခွဲစိတ်တဲ့အခါမှာခွဲစိတ်ပေးတဲ့အိန္ဒိယပေါ့နော်အိန္ဒိယပညာရှင်ကိုနိုင်ငံတော်ကြီးခဲ့ရပြီးတော့နိုင်ငံတော်ကနေပြီးတော့သူဂုံလူဆောင်ပါမောက်ခဘွဲ့နိုင်ငံတော်တပ်မတော်ကနေပြီးတော့တပ်မတော်စိတ်တက်ကချီးမြှင့်ခဲ့တယ်လို့သိရတယ်ပြောတော့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုခါးရုပ်ခွဲစိတ်ကုသပေးတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့ဆိုပြီးတော့တပ်မတော်စိတ်တက်ကကနေပြီးတော့ဒါသူဂုံလူဆောင်ပါမောက်ခဘွဲ့ပေးတာပေါ့နော်အိန္ဒိယနိုင်ငံချစ်နိုင်မြို့အပိုလိုဆေးရုံမှာတာဝန်ထမ်းဆောင်နေတဲ့အာရုံကျော်ခွဲစိတ်ဆရာဝန်ကြီးဒေါက်တာ M ဘယ်လာမူရူဂန်ပေါ့နော်ဘယ်လာမူရူဂန်ဆိုတဲ့ပုဂ္ဂိုလ်သူ့ကိုမေလ2ရက်နေ့မှာတော့ဒါဂုံလူဆောင်ပါမောက်ခဘွဲ့ကိုရန်ကုန်မြို့မှာပေးရခဲ့လို့သိရတယ်အဲ့ဒါကိုအိန္ဒိယတိုင်ဝမ်ကနေထုတ်ပြန်ထားတယ်ပြီးတော့အိန္ဒိယရဲ့ရေတပ်ဦးစီးချုပ်ကလည်းမြန်မာပြည်ကိုရောက်နေတယ်ဒါနောက်တစ်ရက်ဆိုရင်တော့ပြန်မယ်ထင်ပါတယ်သူလည်းရောက်နေတယ်ဆိုတော့ကြည့်ရတာအတူတူလာကြတာတော့မသိဘူးအခုတပ်မတော်စိတ်တက်ကသူကသူ့ကိုဂုံလူဆောင်ပါမောက်ခဘွဲ့ပေးရချီးမြှင့်ပြီးတော့ဒါဂုံပြုတ်ခဲ့တယ်ပေါ့ဗျာဘာလို့ဆိုတော့နိုင်ငံတော်ကိုယ်နိုင်ငံရဲ့တပ်မတော်ကဦးစီးချုပ်အကြီးအကဲကိုသူကခါချီပေါင်းယူအကျောညက်ယောဂကြောင့်အကျောညက်တာကိုသူချက်ချင်းခွတ်စိတ်ပေးတယ်ဘယ်လောက်ကောင်းလဲတော့ကျွန်တော်မသိဘူးဒီခါချီပေါင်းယူအကျောညက်တဲ့ကိစ္စကိုဒီပြီးခဲ့တဲ့ March လ20ကရေးပေါ်ခွတ်စိတ်ကူတာမှုခံခဲ့တယ်ဆိုပြီးထုတ်ပြန်တဲ့ချိန်မှာပြောရင်တော့20ထုတ်ပြန်ပြီးချိန်မှာနောက်တစ်ရက်နေ့မှာပဲဒီနိုင်ငံတော်သမ္မတထိုးစင်ရပုံချုံမှုကြီးပေါ့နော်သူကစီဝေးထလုံနိုင်တဲ့အထိဖြစ်တယ်ဆိုတော့ပြောရရင်တော့ဗျာကျွန်တော်ထင်တယ်နီးပညာဆေးပညာတော်တော်မြင့်လာပုံရတယ်ခဏလေးပဲသူချက်ချင်းခွဲစိတ်ခံကနေ48နာရီ82နာရီအတွင်းမှာပဲသူချက်ချင်းကောင်းပေါ့အစည်းအဝေးထိုင်နေတယ်ခါဆိုတာကမလွယ်တာမဟုတ်ဘူးဗျကျွန်တော်တို့အမျိုးသားတွေကောင်းသိတယ်ကျွန်တော်အမျိုးသားတွေသိပါတယ်ဗျကျွန်တော်တို့ခါတွေဘယ်လောက်အရေးကြီးလဲဆိုတော့ကျွန်တော်အမျိုးသားတွေသိပါတယ်နော်ဒါကကျွန်တော်
ကျွန်တော်ပွင့်လင်းပြောတာပါကျွန်တော်တို့မျိုးသားတွေအတွက်ကျွန်တော်တို့ရဲ့ခါးတွေအရေးကြီးပါတယ်ကျွန်တော်တို့ဒူးတွေလည်းအရေးကြီးတယ်ခါးတွေလည်းအရေးကြီးတယ်အဒူးတွေခါးတွေမကောင်းရင်ကျွန်တော်တို့ညွန်ညင်ခံရလိမ့်မယ်ဘာလို့ဆိုမဒူးတွေခါးတွေမကောင်းရင်ကျွန်တော်တို့ဘာဖြစ်လို့ဆိုတော့ကျမကြီးထိခိုက်လိမ့်မယ်ပေါ့နော်ကျမကြီးထိခိုက်လိမ့်မယ်ဆိုဒါမျိုးပြောချင်တာပါနော်ကျမကြီးထိခိုက်လိမ့်မယ်ကျမကြီးထိခိုက်ရင်လူအတိုင်းဝဲကျွန်တော်တို့ညွန်ညင်တယ်အဲ့ဒါကိုပြောတာပါနော်အဓိပ္ပာယ်တွေတွဲသွားမှာဆိုလို့ဆိုတော့ခါးတွေဒူးတွေကမကောင်းရင်ပြဿနာရှိတယ်အဲ့တော့ဘာပဲပြောဒီဟာကုသတာအိန္ဒိယတော်တော်တဲ့ပုံပေါ်တယ်ပညာဟောပြုံပေါ်တယ်အဲ့တော့သူကုသပေးခဲ့တဲ့အတွက်ကောင်းပါတယ်အဲ့တော့သူဂုံးဆောင်ပါရဂူပွဲပေးတယ်ကောင်းတယ်ဒါကောင်းတဲ့ကိစ္စပါပဲကျွန်တော်တို့ဒါကိုယ့်ကိုဟောဖြစ်တဲ့သူတွေကျွန်တော်တို့လူပုဂ္ဂိုလ်တွေမှာလည်းရှိကြပါတယ်ကိုယ့်တကယ်ကိုယ့်အကျိုးပြုတဲ့သူတွေကိုပြန်ပြီးတော့ချီကျူးဂုံပြူတာအမှတ်တရဟောဖြစ်ပေးတာဒါလုပ်လို့ရှိတယ်ပြီးတော့တကယ်တော်လို့ဂုံးဆောင်ပွဲပေးတာတော့ကောင်းတဲ့ကိစ္စပဲနော်ချစ်ကြည်ရင်းနှီးမှုနှစ်နိုင်ငံရဲ့ချစ်ကြည်ရင်းနှီးမှုကလည်းဘယ်လောက်အားကောင်းနေလဲဆိုရင်ဒါဆေးဘက်ဆိုင်ရာမှာတော့ပညာရေးကဖလှယ်ရတဲ့အထိဖြစ်လာပြီးတကယ်ကိုအားကောင်းနေတွေ့ရတယ်အိန္ဒိယရောချစ်ကြည်အားကောင်းနေတွေ့ပြီးတော့ဝမ်းသာပါတယ်တကယ်လည်းဝမ်းသာမိပါတယ်နော်ဘာပြောကျွန်တော်တို့နိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအနေနဲ့ဘယ်နိုင်ငံနဲ့မဆိုချစ်ကြည်ရင်းနှီးမှုအားကောင်းဖို့လိုပါတယ်ပြီးတော့ဘယ်နိုင်ငံကမှကျွန်တော်တို့နိုင်ငံအချုပ်ချာအာဏာကိုမလေးမစားမလုပ်ဘူးလေလိုပါတယ်မလေးမစားလုပ်တာပေါ်တယ်လို့တွဲပဲလို့တခိုးချိုးဖို့လိုပဲလုပ်ပြီးဆိုရင်အဲ့နိုင်ငံကကျွန်တော်တို့အတွက်တော့တကယ်ကိုမိတ်ဆွေကောင်းနိုင်ငံမဟုတ်ဘူးတကယ်ကိုအကျင့်ရုပ်တဲ့နိုင်ငံတစ်ခုသာဖြစ်တယ်လို့ကျွန်တော်တို့ကောက်ချက်ပြောယတိပြပြောအောင်မှာဖြစ်တယ်ပေါ့နော်ဒါကတော့ကြုံကြိုက်လို့ဒီထက်ပြောတာနောက်တစ်ခုကတော့ဒီနေ့ပြေးတဲ့ဒေါအောင်ဆန်းစုကြည်ကိစ္စပါပဲဒေါအောင်ဆန်းကိစ္စဆိုတာချမ်းမဟုတ်ပါဘူးဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့ဒီနေ့တွေ့ကြမယ်လို့သတင်းတွေကဝါဒဖြန့်နေကြတယ်ပြောရင်တော့ writer တို့ဘာလို့ပေါ့နော် writer သတင်းဌာနတို့ဘာလို့ဝါဒဖြန့်နေတယ်ဝါဒဖြန့်တော့အဲ့ဒါရေးကြပြောကြတယ်ပေါ့နော်ကျွန်တော်ကအဲ့တော့ခံမှန်းပါတယ်တွေ့ဖို့ဖြစ်နိုင်လားဆိုရင်တော့တွေ့ခွင့်တောင်းတော့ဖြစ်နိုင်တယ်ဒါပေမဲ့တွေ့ဖို့ဖြစ်နိုင်ကြီးပြီးလားဆိုရင်တော့သူတို့ကောင်းမွန်နေတွေ့ခွင့်ရမှာကောင်းမွန်နေတွေ့ခွင့်မရတော့ဘူးဆိုတော့ကျွန်တော်မြင်ခဲ့တယ်အဲ့တော့အခုလဲချစ်တွေနဲ့တွေ့ခွင့်ရလားဆိုတော့တွေ့ခွင့်ရလားဆိုတော့တွေ့ခွင့်မပေးသေးပါဘူးနိုင်ငံတော်မပေးသေးဘူးဘာလို့မပေးသေးလဲမင်းရှစ်နေတွေကအခုသူတို့ရှိမှာသူတို့ကသူဖြေကြတာပေါ့သူတို့ဖြေကြတာပေါ့နော်အားတဲ့ရှစ်နေနဲ့တွေ့ခွင့်ပေးမယ်ဆိုတဲ့ကိစ္စအောင်တဲ့မဟုတ်ပါဘူးတဲ့ဒါဒီသတင်းကမဟုတ်ဘူးတဲ့ဆိုပြီးရှင်းနေဖွဲ့ညင်းနေဆိုပြီးတော့ဒါပြောလာတယ်ဘာလို့ဆိုတော့ဒီသတင်းမှားတယ်ပေါ့ဗျာဒေါအောင်ဆန်းစုကြည်ကိုတဲ့ရာဇဝတ်ကျင့်ဥပဒေပုံမှန်941ပုံမှန်က1အရကျန်တဲ့ပြည်နယ်ဆက်လက်ကြက်ခံစေဖို့နေအိမ်မှာကြက်ခံစေဖို့တတ်မှတ်ထားတဲ့နေအိမ်မှာကြက်ခံစေဖို့ထားရဆိုတဲ့ကိစ္စအဲ့လိုတတ်မှတ်ပေးပြီးတဲ့နောက်မှာအဲ့သူတို့တွေ့ဆုံခွင့်တောင်းထားတယ်မရှိဘူးဟိုးအရင်တော့ချစ်နေတွေကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့တွေ့ခွင့်တောင်းခဲ့တာရှိတယ်တဲ့အခုတော့မရှိဘူးတဲ့အခုမရှိဘူးဆိုတော့အခုတွေ့မတောင်းဘူးပေါ့ဗျာဒီလိုမျိုးရှိနေတယ်ပြောတယ်ဆိုတော့ဒါကိုကြည့်ချင်းအပြင်တော့အချက်နှစ်ချက်စဉ်းစားရဖြစ်လာတယ်နော်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မတောင်းခဲ့ပါဘူးလို့ပြောတာကဒီပြည်ပြင်းညီပိန်းအပုံလေးများအုပ်စုရဲ့ဘယ်လိုခေါ်လဲဒီအပုံလေးများအုပ်စုရဲ့ဝါရဖြတ်မဲ့ဟာကြီးကိုကြောက်လို့ဒီရှိနေတွေကငါတို့တွေ့ခွင့်မတောင်းခဲ့ပါဘူးလို့မြင်ခဲ့သလားပေါ့နော်ဘာလို့ဆိုဒီကောင်တွေကဟိုရှိနေတဲ့တွေ့ခွင့်တောင်းခဲ့လို့တကယ်တွေ့ခွင့်ရရင်တောင်ရှိနေတွေကထုတ်ပြောရမှာပုံမပေါ်ဘူးဘာလို့ဆိုဒီညီပိန်းအပုံလေးများအုပ်စုကကြတော့ခင်ဗျာသိတဲ့အတိုင်းပဲဝါရဖြတ်တာအကြီးကြီးဖြန့်ကြတာအဲ့လိုဖြန့်တော့ဒီရှိနေရထိုင်ရကြတဲ့အတွက်သူတို့တွေ့ခွင့်မတောင်းခဲ့တာမဟုတ်ဘူးလို့ပြောပုံရတယ်ခံမှန်းတယ်ပေါ့နော်နောက်တစ်ချက်ကတကယ်တွေ့ခွင့်မတောင်းခဲ့တာလည်းဖြစ်နိုင်တယ်တွေ့ခွင့်မတောင်းခဲ့တာဖြစ်နိုင်တယ်အဲ့တော့ဘလို့ဖြစ်ဖြစ်တွေ့ခွင့်တောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်တော့လောလောဆယ်ရမယ်ဆိုတဲ့သတင်းကြီးကဒီနေ့တွေ့ကြတယ်လို့တွေ့မယ်လို့ယူဆခဲ့ကြတဲ့အကြောင်းအရာကြီးကတကယ်တော့မဟုတ်ဘူးမတွေ့ရဘူးဆိုတဲ့ပုံစံမျိုးပြန်ထွက်လာတာတွေ့ရတယ်ကျွန်တော်တော့တွေ့ခွင့်ရခဲ့ရင်တော့တွေ့ခွင့်မရဘူးလို့ပဲပြောခဲ့တာပိုကောင်းပါတယ်တွေ့ခွင့်ရတယ်မရဘူးလို့ပြောတော့ကောင်းပါတယ်ဥပမာတချို့တွေဝန်ကြီးနဲ့ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခဲ့ပါတယ်လို့တချို့တွေပြောကြတယ်ဒါပေမဲ့တွေ့ခွင့်ရတယ်မရဘူးဆိုတာတွေ့ခွင့်ရမယ်အရေးကြီးပါတယ်လေပေါ့နော်ဒီလိုမေးရတာမယ်အဲ့တော့ရသည်ဖြစ်စေမရသည်ဖြစ်စေဒေါအောင်ဆန်းစုကြည်ကထွက်လာတဲ့စကားဟာအရေးကြီးပါတယ်ဒီစကားတိုင်းပြည်ကိုဖြတ်လို့ဖြစ်စီလို့မဲ့စကားမျိုးပြောတာဆိုရင်တော့ဒေါအောင်ဆန်းစုကြည်မကလို့ပဲဘာသူဖြစ်ကျွန်တော်တို့ကဒါကြီးကကန့်ကွက်ဆန့်ကျင်ရမယ်ပေါ့နော်တကယ်လို့အဲ့လိုကောင်းရကောင်းကြောင်းတိုင်းပြည်ကောင်းရကောင်းကြောင်းပြောရမျိုးဆိုရင်တော့ဒါကျွန်တော်တို့လက်ခံရမယ်ပေါ့အဲ့တော့တွေ့သည်ဖြစ်စေမတွေ့သည်ဖြစ်စေကျွန်တော်တို့အရေးမကြီးဘူးလို့ကျွန်တော်တို့ပြောချင်တယ်တိုင်းပြည်ကောင်းဖို့ပဲနံပါတ်1ပါနောက်တစ်ခုကဒေါအောင်ဆန်းစုကြည်ကိုဒါဟိုရှေ့နေနဲ့တွေ့ခွင့်ပေးဖို့နောက်တစ်ခါဒေါအောင်ဆန်းစုကြည်သူ့သားနဲ့ဒေါအောင်ဆန်းသားနဲ့တွေ့ခွင့်ပေးဖို့နောက်တစ်ခါဒေါအောင်ဆန်းစုကြည်ကိုပြန်လှုပ်ပေးဖို့ဆိုပြီးတော့ EU တို့ကုလသမဂ္ဂတို့ကထားပြီးတောင်းဆိုတာတွေလုပ်တယ်ဘာလို့ဆိုတော့ဒါတော့စားကောင်းတောက်ကောင်းထုတ်ပြန်တာပေါ့ဗျာစားကောင်းတောက်ကောင်းထုတ်ပြန်တာတွေ့ရတယ်ဆိုတော့ဟိုကဘာကြီးမှာဖြစ်နေတဲ့အီရန်အစ္စရေးမှာဗဇက်ပိတ်နေကြပြီပဲဒေါအောင်ဆန်းစုကြည်ကိုကြားတယ်ချက်ချင်းထားပြီးတော့ဟိုပြောလို့ကောင်းတယ်အရေးမယူမခံနိုင်ဘူးဆိုတာသိလို့ချက်ချင်းဟိုဟာထားပြီးတော့ကုလသမဂ္ဂတို့ EU တို့အတန်ထွက်တာပေါ့ဗျာနော်ဒါမျိုးပေါ့အဲ့တော့ခက်တာတွေ့ခွင့်ပေးဖို့ဆိုတော့ကိစ္စတွေ့ခွင့်ပေးဖို့ကကာယကံရှင်တွေကတွေ့ခွင့်တောင်းပါရမယ်ဘယ်သူစီမှာတောင်းမလဲဒီစဲနိုင်ငံတော်အစိုးရစီမှာအောက်ကျခံပြီးတော့အောက်ကျမခံရင်တော့စာလေးတစ်စောက်တေးချပို့ပြီးတောင်းပါရမယ်တရားဝင်ဆက်သွယ်ပြီးတောင်းပါရမယ်တကိုးချဖို့လိုမျိုးအပြင်ကနေပြောနေရတာပြောတာပဲဖတ်တယ်အဲ့တော့တွေ့ခွင့်တောင်းနေဆိုတော့သူတွေကတကယ်တွေ့ခွင့်တင်ဖို့လိုတယ်တင်ပြီးမှပဲကျန်တာဆက်ပြောလို့ရမယ်အခုတွေ့ခွင့်တင်လားမတင်လားမင်းအခုဒေါ်ဆန်းစုကြည်ရဲ့ဒါကင်မရာကိုမေးကြည့်လိုက်ပေါ့တွေ့ခွင့်တရားဝင်အခုဒီအပိုင်းမှာတင်ပြီးပြီလားလို့မေးကြည့်လိုက်ပါလားအဲ့ဒါဆိုရင်ကင်မရာကတင်လားမတင်လားသိလိမ့်မယ်အဲ့တော့တွေ့ခွင့်တင်လားမတင်လားသိပြီဆိုရင်မတင်ဘဲနဲ့တွေ့ဖို့မင်းနဲ့တွေ့ခွင့်ပေးပါတောင်းဆိုနေတာဒီအဲ့ဒါဒီရှင်းရှင်းပြောရင်တော့တကယ်တွေ့ချင်တာမဟုတ်ဘဲနဲ့တမင်သက်သက်ကိုအနှောက်အယှက်ပေးချင်တာလို့ပဲပြောအောင်လို့ဖြစ်နေတယ်
ပြောရရင်တော့ဗျာဒါရှင်းပြောတော့နိုင်ငံရေးဒေါ်ဆောင်စုကြည်ကိုခေါင်းစဉ်တက်ပြီးနိုင်ငံရေးကလှုပ်ရှားဖို့ကြိုးစားတယ်လို့ခေါ်တယ်အဲ့တော့ဒီလှုပ်ရှားမှုကြီးကသူ့အမေကိုသူတို့ပြန်ဒုက္ခပေးတာနဲ့အတူတူပဲလို့ကျွန်တော်တို့အဲ့တော့မြင်တယ်အဲ့တော့ထားပါတော့ဘယ်လိုဖြစ်တွေ့ခွင့်တင်ထားလားမတင်ထားလားဆိုတော့ cameras ကိုပြန်မေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုပဲကျွန်တော်မြင်တယ်နော်အဲ့တော့ကျွန်တော်ရဲ့အဲ့ဒါလေးပြောနေကျွန်တော်ဒီနေ့တင်ဆက်မှုတော့ကျွန်တော်တို့ဒီနေ့ဒီလောက်နဲ့ပဲနားပါရစေအားလုံးပဲကိုရင်းသားတွေရှိပါတိုက်ပြီးစေနာမှန်ထားမှသစ္စာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တတ်ဖြတ်နေကြတာကိုလက်ခုပ်လဝါ TV ပျော်နေတဲ့လူမိုက်လူရန်ကလူတက်အကြမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လဲမင်းကုန်းထုတ်ပါလို့ပြောရင်းနဲ့ဒီနေ့လဲကျွန်တော်တို့တရက်နီးလာခဲ့ပြန်ပြီပေါ့ဗျာ